What is CBA approach? ဒီနေ့မှာ CBA approach အကြောင်းကိုပြပေးချင်ပါတယ်။ C ဆိုတာဘာလဲ C stand for concrete C stand for concrete နောက်တစ်မျိုးအနေနဲ့တော့ real object ကိုပြောချင်တာပါ P for pictorial နောက်တစ်ခုအနေနဲ့ pictorial ဆိုတာက picture or model ပါ A ဆိုတာ abstract mean နာမ်မှာတော့ဆင်ဖို့ဖြစ်ပါတယ်example နည်းနည်းပြောပြမယ်ဆိုလို့ရှိရင်ဒီလိုပဲစာမျိုး concrete mean there are 3 red apple and 2 green apple how many apple are there all together so concrete real object အနီရောင်ပန်းတီ3လုံးအစိမ်းရောင်ပန်းတီ2လုံးရှိမယ် pictorial အစစ်မှာဆိုရင်ဒီလိုမျိုးပုံလေး model ပုံလေးဆွဲပြမယ်ပန်းတီကိုကိုစားပြုတဲ့ပုံလေးတွေဆွဲပြမယ်ဥပမာအနီရောင်ပန်းတီက3ခုမို့လို့ unit 3လေး3တုံးအစိမ်းရောင်ပန်းတီက2ခုမို့လို့2လုံးမလို့သူက2တုံးပေါ့အောက်တကယ်ဒါအားလုံးဘယ်လောက်လဲပေါ့နောက်ဆုံးတစ်စင်းမှာ abstract ပုံစံကကြတော့နာမ်မှာဖြစ်တဲ့အတွက် abstract အစင်းမှာကြတော့နာမ်မှာဖြစ်တဲ့အတွက်အနီရောင်3လုံးအစိမ်းရောင်2လုံးအားလုံးဘယ်လောက်လဲဆိုတော့နာမ်မှာနဲ့3 + 2 = 5ဒါ abstract ဖြစ်ပါတယ်နောက်တစ်မျိုးအနေနဲ့ fraction ကိုပြပါမယ် fraction ပေါ့နော်နောက်ထပ် example အနေနဲ့ fraction ပေါ့နော် fraction မှာဆိုလို့ရှိရင် concrete အစင်းမှာဆိုရင်ဒီလိုမျိုး real example လေးကိန်းပုံလေးပေါ့အညီမျှပိုင်းထားတယ်ပေါ့အဲ့ဒါကိုမှ pictorial အဆင့်ဆိုရင် figure ပုံလေးနဲ့ပြတယ်ဒီလိုမျိုးစာကဲပုံမဟုတ်ဘဲနဲ့ model ပုံလေး rectangular model လေးဆွဲပြလို့လည်းရသေးတယ်ပေါ့နော်နောက်ဆုံးတစ်ဆင့်မှာမှ total 6 1/8 is 10 that's why if we want to express fraction so 1/6 ပေါ့နော်အဲ့လိုမျိုးလေးပြချင်ပါတယ်ကျေးဇူးတင်ပါတယ်